ဒီမှာမေးထားပါတော့မောင်ထွန်းသူရဲ့မြော်တလင်းလေးကဖတ်လို့ကောင်းလားတဲ့ဝယ်ဖတ်မလို့တဲ့အဲ့ဒါလေးမေးထားအဲ့ဒါလေးကိုကျွန်တော်ဒီဟိုမှာလဲ post လေးတင်ထားရှိရပေါ့နော်မြော်တလင်းလေးကဆရာမောင်ထွန်းလူရဲ့ပြီးတော့ဆရာရွှေဦးလောင်ရဲ့ရေးထားဘာသာပြန်ထားတဲ့နှစ်အုပ်ရှိရပေါ့နော်အဲ့နှစ်အုပ်ဘာကွာလဲဆိုပြီးကျွန်တော်review ပေးမယ်ဆိုပြီးလို့ကျွန်တော်ဒီကိုဝင်ရှိသွားတာနဲ့အိမ်ပြောင်းတာနဲ့ဘာနဲ့ဆိုပြီးကျွန်တော် review မပေးဖြစ်သေးဘူးပေါ့နော်အခုထိဟုတ်ပြအခုဒီအိမ်မှာလဲဒါအိုက်စာအုပ်လေးကိုပြဖို့ဟာအတွက်ကစာအုပ်စင်ကမလုပ်ရသေးဘူးခုမှ order မှာထားတော့ဟိုဘက်အိမ်မှာစာအုပ်တရားလဲဟိုဘက်အိမ်မှာစာအုပ်စင်ကလည်းဟိုဟာဖြစ်သေးဘူးဆိုတော့ကြတော့အခုကကျွန်တော်အကြမ်းမြင်လေးပြောလိုက်မယ်ပေါ့နော်တကယ်ဒီ day video ကိုကြားမှာပဲကျွန်တော်လုံးဝကိုသိစိတ်ပြောမယ်ဆရာမောင်ထွန်းသူရဲ့မြော်တလင်းစာအုပ်ကထူတယ်ဟုတ်တယ်နော်ဆရာရွှေဦးလောက်ရဲ့မြော်တလင်းစာအုပ်ကပါတယ်ထူတာနဲ့ပါတာနဲ့ရှင်းလိုက်ဘာသာပြန်တာတော့ဟိုဘာသာပြန်တဲ့မူရင်းစာအုပ်ကတော့ဒီတအုပ်ထဲဒါပေမဲ့ဆရာကြီးရွှေဦးလောင်းကကြတော့ပပလေးနဲ့ပြောမယ်ဆိုရင် short to the point ပေါ့နော်ရတာလည်းမြောက်တယ်သူ့ရဲ့အကြောင်းအရာတွေလည်းပါတယ်ဒါပေမဲ့သူကလူလိုရှင်းတချို့ရဲ့အခန်းကဏ္ဍတွေကိုသူဖြုတ်ပြင်လိုက်တယ်ပေါ့နော်မောင်ထွန်းသူကကြတော့ထူတယ်လုံးဝအသေးစိတ်တကယ်ဘာသာပြန်ထားတဲ့စာအုပ်ရဲ့အသေးစိတ်ကိုပဲသူကရေးထားတာအဲ့တော့ဟိုစာအုပ်ဒီစာအုပ်ဇာတ်ကြောင်းမသိချင်တဲ့သူရဲ့ short to the point ဖတ်ချင်တယ်ဆိုရင်တော့ဆရာကြီးရွှေဦးလောင်ရဲ့မြော်တလင်းလေးကိုဖတ်ပါတကယ်လုံးဝအသေးစိတ်ခံစားပြီးတော့ဖတ်ချင်တယ်ဆိုရင်တော့ဆရာမောင်ထွန်းသူရဲ့စာအုပ်ကိုဖတ်ပါကြိုက်တယ်တော့ကျွန်တော်ဗီဒီယိုကြားမှာပဲတစ်ချက်ပြောတော့မှာပေါ့နော်ဒါဒီ comment လေးကလည်းကျွန်တော်ကြာပြီအခုမှလည်းကျွန်တော် TikTok ရဲ့ comment လေးတွေပြန်ဖတ်ပြီးတော့ reply ပြန်လာရလုပ်နေလို့ sorry ပါနောက်ကျသွားလို့